မြန်မာတနိုင်ငံလုံးမှာရှိတဲ့ခုနှစ်သားသမီးများနိုင်ငံတော်လူကြီးမင်းများအားလုံးကျွန်တော်မြန်မာနိုင်ငံဟာတာပညာရှင်များအစည်းအရုံးဘုဥက္ကဋ္ဌတယောက်အနေနဲ့မေတ္တာရက်ခံခြင်းနေရာလေးတစ်ခုရှိလို့ပါဟုတ်ကဲ့ကျွန်တော်တို့အခုဖြစ်နေတဲ့အောင်စပူဆိုတဲ့ကလေးတွေပေါ့နော်လူရှင်တော်လေးတွေရောကျွန်တော်ဒီကလေးတွေကိုအပြင်မှာလည်းမမြင်ဘူးပါဘူးလူရှင်တော်လေးတွေလည်းလေကျွန်တော်နဲ့လည်းသိမရင်းနှီးပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီမှာသူတို့တွေပြက်လုံးလေးတွေပြက်မိတယ်လို့ကျွန်တော်ကလည်းအစာဆုံးကြည့်ပြီးမြင်ပါတယ်အဲ့တော့ကလေးတွေရဲ့တက်ရတိုးတက်ဖို့လမ်းအစလျှောက်လန်းနေတဲ့အချိန်မှာသူတို့ဘဝလေးတွေအညွတ်မကြိုးအောင်သူတို့ဘဝလေးတွေရေရှည်တည်တံ့ခိုင်မြဲအောင်ဆိုပြီးတော့အဲ့လိုလူကြီးမင်းတွေနဲ့အနေနဲ့ပေါ့နော်မေတ္တာရှိထားပြီးကလေးတွေကိုတစ်ချိန်တစ်ခါပေါ့ဥမာနောက်မဖြစ်စေရပါဘူးဆိုတဲ့ခံဝန်ကတိမျိုးလေးတွေဖြစ်စေကလေးတွေကိုမင်းတို့နောက်ဖြစ်ရင်ဘလို့အေးအေးယူမယ်ပေါ့အဲ့လိုပေါ့အဲ့ဒါလေးတွေကိုကုညီစောင့်ရှောက်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ဒီပို့လေးကိုလည်း share ပေးကြပါခင်ဗျကျွန်တော်ဒီ TikTok ကတင်တာဆိုတော့လေအချိန်သိမ့်မရတဲ့အတွက်နောက်တစ်ခုထပ်တင်ပါဦးမယ်ကျွန်တော်တို့လူရှင်တော်တွေကအခုအဲ့မှာလှုပ်လိုက်တာလူရှင်တော်ညီလေးဖြိုးဆိုလားမသိပါဘူးဗျသူ့လည်းကျွန်တော်အပြင်မှာလည်းမမြင်ဘူးပါဘူးသို့တော်လည်းဒီကလေးကရည်ရွယ်ချက်ရှိလှုပ်တာလည်းမဟုတ်ပါဘူးဗျကျွန်တော်တို့ကကြည့်ရင်သိတာပေါ့ဗျဒီပြက်လုံးမျိုးဆိုတာကလည်းအချိန်ကကျွန်တော်တို့အဖေကြီးတွေဆရာကြီးတွေလည်းကြုံရင်လို့လှုပ်ခဲ့ပါတယ်ကျွန်တော်တို့လည်းစင်ပေါ်မှာတစ်ခါတည်းကြုံရင်လို့လှုပ်ခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးနိုင်ငံတော်အဆင့်တာဝန်ရှိလူကြီးမင်းများကိုကျွန်တော်မေတ္တာရက်ခံပြီးတောင်းပန်ပါတယ်ဒီကလေးတွေနောက်မဖြစ်အောင်လည်းကျွန်တော်တို့ထိမ့်သိမ့်ပေးပါမယ်တစ်ချိန်တစ်ခါအနေနဲ့လည်းခွင့်လွှတ်ပေးကြပါလို့ကျွန်တော်စံပြားကနေခြေပြားဒီကြော့ပြီးတော့ဒီကလေးတွေကိုစားကျွန်တော်တောင်းပန်ပါတယ်လို့เนาะအားလုံးခွင့်လွှတ်ပေးကြပါခင်ဗျာ